အာယုံမတက်မီတန်ဃာတော်တွေစွန်းကံမကြွမီအချိန်မှာတော့အဖွားအိုတူရဲ့စူစူဝါဝါအော်ဟစ်ငိုယူတဲ့ကြောင့်တရွာလုံးလက်နူကအတန်ကြားရစီကိုဝိုင်းအောင်လာကြတယ်။အဖွားကြီးမှာတော့ရင်ဘတ်ကိုထုရိုက်ကမြေကြီးပေါ်မှာပုံလျက်သားလဲကျနေပြီးမျက်လုံးတွေကအိမ်ရှိဝရဏထုတ်တမ်းမှာကျိုးဆွဲရှာတိဆုံးနေတဲ့သူမရဲ့တူဒီတော်သားအောင်စိုးကိုစိုက်ကြည့်နေခဲ့တယ်။အလောင်းကအသက်ရှူတာလုံးဝမရှိတော့ပဲနိုင်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်တာကြောင့်လူသေးရုပ်ပေါက်ကဖြူဘက်ဖြူရောဖြစ်နေခဲ့တယ်။ရွာသားအရှိုးကတော့တာမီနှစ်ယောက်တည်းအာကိုတကြီးနေထိုင်ခဲ့ရတဲ့အဖွားကြီးကိုဖက်လဲတကင်းနှင့်သိပ်ပေးကြတယ်။တရှိုးကလည်းတယောက်တစ်ပေါက်တူတူတိတ်နဲ့ပြောဆိုနေကြတယ်။ငါပြောသားပဲဒီလလည်းသေအောင်ပါပဲလို့ဒါဟုတ်အဖွားကြီးဒေါ်မေရဲ့ကြိမ်စာကြောင့်ပဲဖြစ်ရမယ်။ကြည်လီတလကိုတယောက်နှုံးသိနေတာ။ဒေါ်မေရဲ့ဝိညာဉ်ကပုတ်ကပ်ပြီးကိုတက်တေအောင်လုပ်တာတဲ့အမလီပြောရင်းနဲ့တောင်ကြက်သိမ်းထားတယ်တော့အဖွားကြီးကတော့တနာတယ်အေးตาကတယောက်တည်းရှိပါတယ်ဆိုဒါပေမဲ့အဖွားကရှမ်းသာလို့တော်သေးတယ်နောက်ပိုင်းသူတယောက်တည်းစားဖို့တောက်ဖို့ကတော့မပူရဘူးပေါ့ဒါနဲ့နေပါအောင်အေးဒေါ်မေရဲ့ဝိညာဉ်ကရှမ်းသာတဲ့အိမ်ကလူတွေကိုပဲရွေးတက်နေတယ်လို့ပဲနော်သူကတထေးတွေကိုပဲရန်ညှိုးထားတာထင်ပါရဲ့တော့အဖွားကြီးမှာရှိုင်ကြီးတငင်ကိုကျွေးနေစဉ်လူအုပ်ကြီးတွေကတစုံတဦးလာတာကြောင့်လမ်းဖယ်ပေးလိုက်ကြတယ်ထိုလူကတခြားသူမဟုတ်ရွာရဲ့သူ့ဘရာဇာဦးတာဒုံပဲဖြစ်တယ်လောက်เสียရှိတာမြင်မြန်လောက်ကြကြာနေရင်ခမည်းသားရဲ့ဝိညာဉ်ကအေးချမ်းမှာမဟုတ်ဘူးဒီလိုအသေးစိုးနဲ့တေတာမျိုးကိုနတ်ဆိုးတွေအောက်လန်းเสียတွေကဝိညာဉ်ကိုရှောင်နာပြီးခိုင်းစားတတ်တယ်ဗျဒါကြောင့်အာသုဘကိုအမြန်ဆုံးအစီအစဉ်လုပ်ရမယ်ဦးတာရုံကရွာမှာဘဒုတေတေအာသုဘကိစ္စတွေကိုအမြဲကူညီပေးလေးရှိသူဖြစ်တယ်ဒါပေမဲ့အသေးစိုးနဲ့တေဆုံးရင်လေသူကအလောင်းတွေကိုမကြောက်မလန့်မယုံမရှာပဲမိသားစုဝင်တွေနဲ့ရှက်ရှင်းလာရောက်ညှိနှိုင်းပြီးအစီအစဉ်တွေကိုဆောင်ရွက်ပေးလေးရှိသူဖြစ်တယ်။အေးပါတာတွန်းရဲ့မြ мян လေးသာလှုပ်ပေးပါငါသားလေးအေးအေးချမ်းချမ်းနဲ့သွားပါစေ။ဘာလို့ငါသားမဖြစ်ရတာလဲဟဲ့ငါရင်နေနာလိုက်တာ။အဖွားကြီးမှာငိုယိုရင်းနဲ့ဒေါ်မေရဲ့ဝိညာဉ်ကိုနာကြီးနေခဲ့တယ်။သူမကိုယ်တိုင်လည်းငယ်စဉ်ကလေးကဒေါ်မေရဲ့ပုံမြင်ကိုယုံကြည်လာခဲ့သူဖြစ်တယ်။ပုံမှန်ဆိုရင်တော့အာတုဘကိစ္စအပီစီပုံမှာ3သိန်းပဲယူတာအခုလိုအသေးစိုးနဲ့သေရင်တော့အစီအစဉ်လောက်ခ2သိန်းထပ်ပေါင်းရတယ်ဒါကိုသဘောတူရတာဗျတူပါတယ်တာတွန်းရဲ့အခုပဲအစီအစဉ်လုပ်ပေးပါပတ်စံကိုတော့မပူနဲ့ငါသားလေးကိုကောင်းရမွေရရအောင်သာစောင့်ရှောက်ပြီးစီရင်နေလုပ်ပေးပါဦးတာတွန်းကသူ့ရဲ့လွယ်အိတ်ထဲကအဆောင်အယောင်တွေဖြစ်တဲ့လက်ဖွဲ့ကျိုးဖျောင်းနိုင်တဲ့မိကျစ်တွေကိုထုတ်လိုက်တယ်သူကတော့တူတဲ့တိုးတိုးလေးနဲ့မန္တန်နီရွတ်ဖက်နေပြီးရွာသားတွေကလည်းဖျားရှင်ဖို့သူတို့လက်အုပ်ရှိကယူသေးစွာကြည်နေကြတယ်။အာတုဘကိစ္စတွေပြီးဆုံးပြီးမိတကြိုပြီးချိန်မှာတော့အဖွားကြီးကငွေ9သိန်းကိုဦးတာတွန်းကိုကမ်းပေးလိုက်တယ်။ကျေးဇူးတင်တဲ့တာတွန်းရဲ့နင်းသာမရှိရင်ငါတို့လည်းစိတ်အေးရမှာမဟုတ်ဘူး။အဖွားကြီးရဲ့စကားကြောင့်ဦးတာတွန်းကခက်ပြုံးပြုံးနဲ့ခမည်းသားကအခုအေးအေးချမ်းချမ်းရှိသွားပါပြီ။ငါကဝိညာဉ်စိုးတွေလက်ကနေလွတ်အောင်လှုပ်ပေးလိုက်ရုံပါပဲအဲ့ဒီနောက်ရွာသားတွေဘက်ကိုလှည့်ပြီးခမားတို့သားသမီးမြင်းမြစ်တွေကိုမသေးစေခြင်းညတိုင်းခါတာတွေရွတ်အိတ်ကြအိမ်မှာလည်းအဆောင်အယောင်တွေကိုစောင့်နှားကြပြောဆိုသူ့ရဲ့အဆောင်လက်ဖွဲ့တွေကိုငွေယူပြီးလိုက်လံရောင်းချလေတယ်အဖွားကြီးရဲ့သားသိဆုံးပြီးတလအကြာမှာတော့အဲ့ဒီရွာမှာပဲတနတ်နဲ့ကိုပြစ်တက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ပြန်တယ်ဒီတစ်ကြိမ်မှာတော့ရဲမှုအရာရှိဗိုလ်ကြီးကျော်စွာရောက်လာခဲ့တယ်ဒီရွာကတော့ဒုက္ခပဲဒေါ်မေကယောက်ျားလေးတွေကိုပဲရွေးတက်နေတာသူသားအတွက်ရန်ညှိုးဖွဲ့နေတာထင်တယ်ရွာသားတဦးရဲ့စကားကြောင့်ဗိုလ်ကြီးကျော်စွာကမေခွန်းလေးတွေကိုဝင်မေးလိုက်တယ်ဒေါ်မေဆိုတာကဘာတူလဲဗျဒီသိဆုံးမှုတွေနဲ့ရောတခုခုများပတ်သက်နေလို့လားရွာသားတွေကဒေါ်မေရဲ့အသားကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွာထဲမှာရှိတဲ့မိန်းကလေးတဦးကိုအနိုင်ကျင့်မှုဖြင့်အဖမ်းခံခဲ့ရကြောင်းဒေါ်မေကသူ့သားမအပြစ်မရှိဘူးလို့ယုံကြည်ပေမဲ့လည်းငွေမရှိပြအမှုမနိုင်ပဲသားဖြစ်သူထောင်ထဲမှာသေဆုံးသွားခဲ့ကြောင်းဒါကြောင့်ဒေါ်မေကရွာမှာရှိတဲ့ယောက်ျားလေးတွေအားလုံးအသေးဆိုးနဲ့တေးပါစေလို့ကြိမ်စာတိုက်ကကိုတက်တည်သွားခဲ့ကြောင်းရှင်းပြကြတယ်။ဗိုလ်ကြီးကျော်စွာကရွာသားတွေရဲ့စကားကိုနားထောင်ပြီးမဲ့အယုံအကြည်မရှိခဲ့ဘူး။သူကအထောက်အထားတွေကိုသာရှာဖွေနေခဲ့တယ်။ထိုအချိန်မှာပဲဥဒတွန်းကရောက်လာခဲ့တယ်။ကဲရဲမင်းကြီးတို့ဖဲ့ပေးပါဗျအစီအစဉ်လုပ်ဖို့အရှိန်တမ်းပြီး
နောက်ကျသွားရင်အားလုံးပျက်စီးကုန်လိမ့်မယ်ဦးတာတွန်းရဲ့စကားကြောင့်ဗိုလ်ကြီးကျော်စွာကတားမြစ်လိုက်တယ်အားလုံးနားထောင်ကြဒီရွာမှာကတရေရှိနေတာမဟုတ်ဘူးဗျလူသက်သမားတစ်ယောက်ရှိနေတာဒီအလောင်းကအသက်ခံရတာလို့ကျွန်တော်ကတော့ယုံကြည်တယ်ဒါကြောင့်ဒီအလောင်းကိုဘယ်သူမှမထိနဲ့ရွာသားတွေနဲ့တေဆုံးသူရဲ့မိဘတွေမှာတော့မယုံကြည်နိုင်ပဲရဲအရာရှိကြီးကိုဝိုင်းပြီးအပြစ်ပြောနေကြတယ်ဗိုလ်ကြီးကတော့တေဆုံးသူမှာဘယ်တန်ဖြစ်တော့လဲတနတ်မှညာဘက်လက်တွင်ရှိနေခြင်းကိုထောက်ပြခဲ့တယ်ဒါကြောင့်ရွာရဲ့လူသက်သမားကိုဖော်ထုတ်ဖို့အတွက်ရွာသားတွေရှိကနေသိကျင်တာတွေအားလုံးကိုမေးမြန်းခဲ့တယ်နောက်ဆုံးမှာတော့တန်တရားအရှိဆုံးဦးတာတွန်းရဲ့အိမ်ကိုစစ်ဆေးဖို့ချက်ရှင်းသွားရန်စီစဉ်ခဲ့ကြတယ်ရဲတပ်ဖွဲ့ဝင်တွေကဦးတာတွန်းရဲ့အိမ်ကိုရောက်လာတဲ့အခါမှာတော့ဘာမှတော့မပြောရသေးပဲဦးတာတွန်းကပတင်းပေါက်ကနေခုန်ချထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဒါကြောင့်မဲရဲတွေကမိုးပေါက်ကိုထောင်ပြီးတနက်နဲ့ပြစ်ဖောက်ကဟန့်တားလိုက်တယ်သူဖမ်းခံရတော့မယ်ဆိုတာသိတဲ့ဦးတာတွန်းကယူးကြောင်ကြောင်နဲ့စကားတွေအော်ဟစ်ရင်းပြောဆိုနေပါတော့တယ်ထွက်သွားကြငါ့ကိုတတ်လို့မရဘူးငါ့ကိုဖမ်းလို့လည်းမရဘူးမင်းတို့ရွာကလူတွေကဥကြောင်ကြောင်ဇက်လန်းတွေကိုယုံလို့မင်းတို့ယုံကြည်တဲ့အတိုင်းဖြစ်အောင်ငါကဇက်လန်းဆင်ပေးယုံပဲမင်းတို့လူတွေသိရင်ငါပတ်စံရတယ်မဟုတ်တာဘာတစ်ခုမှငါမလုပ်ဘူးအသေးစိုးနဲ့တည်တဲ့လူတွေကိုငါကမကြောက်မရွံ့နဲ့အကုန်စီရင်လုပ်ပေးခဲ့တာငါအပြစ်ဘာမှမရှိဘူးကွာရွာသားတွေကအမှန်တရားကိုသိရှိသွားပြီးဦးတာတွန်းကိုဝိုင်းဝန်းဆဲဆိုကြတော့တယ်ဦးတာတွန်းကသူ့ရဲ့စကားတွေကိုမရက်နိုင်ပဲဆက်ပြီးပြောဆိုလာပြန်တယ်ငါကဘယ်တော့မှထောင်မကြနိုင်ဘူးကဟိုတုန်းကမိန်းကလေးတယောက်ကိုငါတတ်ခဲ့တာတောင်ဒေါ်မေရဲ့သားကိုအပြစ်ပုံရှာလို့ရခဲ့သေးတာအခုလဲငါထောင်ကြစရာအကြောင်းဘာမှမရှိဘူးတတ်သေးလည်းမရှိဘူးအသေးစိုးနဲ့တည်တဲ့လူတွေကမင်းတို့လောက်ရက်တွေကြောင့်ပဲမင်းတို့ရသူရသားတွေကိုပဲထောင်ချရမှာကွာကြောင်လန့်တကြားပြောနေပေမဲ့သူ့ရဲ့စကားတွေကလောက်ရက်ကိုဝန်ခံတယ်လို့ဖြစ်နေခဲ့တယ်နောက်ဆုံးတော့ဦးတာတွန်းကိုရဲတွေကဖမ်းဆီးခေါ်ဆောင်သွားကြတယ်ရွာသားတွေကလည်းဘိုးကြီးကိုကျေးဇူးတင်မဆုံးဖြစ်နေကြတယ်အဲ့ဒီနေ့ကစပြီးရွာကလေးမှာတလားတယောက်အသေးစိုးနဲ့တည်တဲ့အဖြစ်အပျက်တွေလည်းလုံးဝပျောက်ကွယ်သွားခဲ့တယ်အခုမှတော့ရွာလေးကအေးချမ်းသာရတဲ့ရွာကလေးအဖြစ်ပြန်လဲနိုးထားစားပြုတ်နေပြီဖြစ်တယ်ဇလန်လေးကိုတော့ဒီမှာပဲအဆုံးသတ်ပြရစီရှင်ဇလန်ဆောင်ဒီနားဆင်ပေးတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဇလန်လေးတွေနားဆင်ဖို့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုပါရစေရှင်